လဲကျောင်းဖွင့်ဒီနေ့တိုင်းကျောင်းရှိကျောင်းရှိအလန်တိုင်းတွင်နိုင်ငံတော်အလံကိုလင်းထူထားပါသည်ကျောင်းတက်ခေါင်းပေါထိုးတော့အခါဆရာမမြန်ဆရာ ဆရာမမြန်နှင့်ကျောင်းမြန် ကျောင်းသား ကျောင်းသူများတွင်အန်ရှိချစ်တွင် လမ်းတိုင်းရွှေ့တွင်ကောင်းကောင်းဆို လည်းရှိတွင် อืม အတိုင်နာတော့မဟုတ် တန် အတန်းနိုင်တော့မဟုတ်အတင်းနိုင်တွေရှိက တန်းစီက နေတဲ့ဆို ငါရရေလုံးနေမက်တာ နေ ငိမ် တဲ့ဆို อืม ဟောရချစ်ပါဒီ လက်ကြပါသည်อืม ဖူနောနိုင်ငံတော်အလဲအင်ကူဟိုအလေးပြုရင် อืม ဆရာမ ဆရာကြီးက อืม အမိတ်ပေးလိုက်တော့က อืม အောက်ကဦးနုရင် ပါစားကိုမလုံးနဲ့ဆိုဆက်ဆိုအားလုံးကဥညွတ်၍ ဦးနုရင်ဒီစားတော့ ဒါပါလေ အလေးပြုရင် ယို ဒုတိယ อืม အလေးပြုကြပါလိ อืมနောက်တစ်ပတ် နိုင်ငံတော်အဖဟန်ဒီဝါယောင်အစင်းယောင်ညီစင်းယောင်ညီโอเคပေါ့ဒီရောင်ကြည့်တဲ့နောက်ခုပတ်တော့ ကောင်းကောင်းဆိုမယ်ငါကူပါတော့ နောက်ခုပါချက်ဖြူကြီးတင်ရှိပါကြီး อืม နိုင်ငံတော်ဟိုညမညမ နိုင်ငံတော်အလံတွင် ညမတော့နိုင်ငံဒီ ပြီးသွားတာ ဟင်ဒီ อืม လို့တဲ့ရီ အဝါရောင် ဝါယောင်ဆေးယောင်နီယောင်ဒိုโอเคဖြစ်ပါရှိချေမ อืม တောင်းရောက်ချေ ပါစီစမမြန်မာနိုင်ငံမကြောချနဲ့လေမြန်မာနိုင်ငံ နမနိုင်ကေလိုလေရေကျူပန် ဟိုအဲ့လိုခေါင်းနဲ့ပြင်ဘယ်လိုလုပ်ရမလဲလို့ဆက်ဆိုသေးချာ ကျူပန်ကျူဥပန်ဟဲမူကာလာအာကလာကချေ อืม အတောင်ပြုခဲ့ပြုခဲ့ဟဲ့တော့တောင်းရောက်ချက်ရင်ကိုအသေးအမြက်ပြုဖုံမျိုးချေဖြစ်ပါသည်